ဒီနှုံးချူတာစွာနဲ့ကျွန်တော်အကောင်းဆုံးအသက်ရဆုံးဖြစ်အောင်တက်ဆင်ပေးပါရခင်ဗျာမင်္ဂလာပါဒါကတော့ကျွန်တော်ဒီဂီတာလေးမှာပေါ့နော် School Brand ဂီတာမှာDouble OS1 တက်ပြီးထားတာဆိုတော့ Double OS1 ရဲ့အကြောင်းအရာတွေကတော့ကျွန်တော်အများကြီးပဲကျွန်တော် page ထဲမှာလည်းပုံစံအမျိုးမျိုးနဲ့ကျွန်တော်ရှင်းပြထားရရှိတယ်ဒါတော့ဒီတစ်ခေါက်တော့ကျွန်တော်တစ်ခါမှလည်းဗီဒီယိုလေးမတင်ဖြစ်တာကြာပြီးတော့ဒါတင်ပေးတာပေါ့နော်ဒါသူပေါ့ဖွင့်လိုက်ပြီဆိုတော့ဒါပေါ်လုံးပေါ့သူ့ရဲ့ function တွေဒီမှာ mic ပါမယ်ဆိုတော့ delay ရယ် chorus ရယ် reverse ရယ် bluetooth ရယ်ပါမယ်ဆိုတော့ bluetooth ဆိုတဲ့နေရာမှာကဒီကောင်ကဒီ EQ နဲ့ကျွန်တော်တို့ကကျွန်တော်တို့ device တွေဖြစ်တယ်ပေါ့နော်ဥပမာ iPad တွေဖြစ်မယ် iPhone ဖုန်းတွေပေါ့နော် smartphone တွေနဲ့ဒီကောင်နဲ့ချိတ်ဆက်ပြီးတော့တဆင့်ပြန်ပြီးတော့ထုတ်လွှင့်ပေးတာပေါ့နော်ဒီကောင်နဲ့အချိတ်တာဆိုတော့ဒီကောင် Bluetooth ပါတယ် pick up လို့ပြောလို့ရတာပေါ့နော်ဆိုတော့အခုဒီက power ဖွင့်လိုက်ပြီးတော့ကျွန်တော်ဒီမှာဒါတူထွက်တဲ့အတန်ဆိုတော့ဒီကတိတောင်လို့ကျွန်တော်အကုန်လုံးချဲပြဒီဟာလေးကကျွန်တော်ရှီလာအပ်ထားတာဖြစ်တယ်ဘားလေးနဲ့တော်တော်လေးကက်လေးဘားကက်အောင်လဲကျွန်တော်အများကြီးဒါ setting လေးနဲ့တေချာလုပ်ပေးထားတာပေါ့နော်ဆိုတော့သူကတော့အခုဒီမှာ power ကျွန်တော်ပိတ်လိုက်မှာဒါပိတ်သွားဆိုတော့ကျိုးတက်ပြမယ်နော်ကျိုးတက်လိုက်တာနဲ့သူကဒီမှာ power auto ဖွင့်သွားတယ်နော်ဆိုတော့ကျိုးတက်ပြီဆိုတာနဲ့ဒီရဲ့အတန်အားလုံးကကျိုးတက်ထားတာဖြစ်တဲ့အတွက် sound box မှာပဲထွက်မှာဆိုတော့ကျွန်တော်တို့တကယ်လို့ဒီ EQ နဲ့ကျွန်တော်တို့ Bluetooth ဖုန်းတွေနဲ့ချိတ်မယ်ဆိုရင်လည်းဖွင့်လိုက်တဲ့ဖုန်းကနေဖွင့်လိုက်တဲ့တချင်းတွေ music တွေမှန်သမျှဒီ amp ကပဲ sound box တွေ amp တွေရတယ်ထွက်လာမှာเนาะဆိုတော့အခုဆိုဒါကျွန်တော်ချဲလိုက်ဆိုတော့ဒါတလေးတွေရမ်းများတယ်เนาะဆိုတော့တလေးရမ်းများတယ်ဆိုတော့တလေးကို shortဒါကိုလို့လို့ဒါကတော့ just လုပ်လို့ရအောင်เนาะဆိုတော့မိဖို့ချောင်းဒီချက်တော့ရှိမပြောလို့ရမ်းဒီဘာကြီးနဲ့ဒီချင်ပီးဒီကလို့ရတဲ့အဲ့လိုလေးတွေပေါ့တချင်းတွေကဒါဆိုလို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ Bluetooth ချိန်မယ်ဆိုရင်ဒါလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ရင်